ဘောမှာတော့ရှိမမတို့ချီမာလေးရှိဖြစ်ပြီးငါဘောရဲ့ကွယ်ပေါ်ငါလေးတော့ပြရပေါကလိုက်တော့နဲ့ငါလေးတွေကရမ်းဖိုင်းတာပေါကလိုက်တော့နဲ့မမတို့ကချက်တော့နာမမကစီတာရီမင်းချာစကန်ဝေးအနေနဲ့စီတမနာကလေးတွေကြောက်ပေဟုတ်လာတော့နဲ့မလေးတွေကရမ်းလာတာဟုတ်လာတော့နဲ့မမတို့ကနဲ့ဖနာမမကစီတာရီမင်းချိတ်တောင်းဝင်အနေနဲ့ချက်စီရကလေးတွေမလေးတွေကမမတရှိဘဝမှာပြောင်းလဲမမတတိချက်မမတော့ကြောက်ရရတာရီစားရီပဲလို့ဒီမမရဲ့လုံးကိုနှိုင်းတာရမ်းမောင်းနေဟိုလေးတော့တို့ရတိုင်းမြင်ကျွေးသွားတယ်နားနဲ့ပြောရှိရစ်တက်တင်နေတဲ့ဘောကောင်းတယ်နောက်ပြီးတော့ဝတ်လိုက်ရင်လည်းပြေးထားတယ်စပင်းကတော့ရှိတယ်နဲ့ပတ်သက်တယ်မဆန်ကြီးစက်ကကြောင့်ငါတိတ်ကိုချေရတာပေါ့ငါတို့တွေတက်တင်နေဘေးကတိုင်ပြီးတောင်းတာပေါ့သူမရဲ့ကောင်းတဲ့လေးနဲ့ချူချူတာတာပြောတတ်တာရောငါတိတ်ကိုချေရတာပေါ့ငါတိတ်ကိုမိုးတာပေါ့မင်းတို့လူငါကကလေးဘုတ်ပေးပြီးမကြိုက်ကြတာခါတာပြီးနန်းဆန်နဲ့မမတွေကချက်တက်တာညနာကြီးကျေးလူတွေတက်တာဒီလို